အတိတ်ကာလမှာတော့ယူရှီနိုတယောက်ရုပ်ရှင်ကလပ်အသင်းကတငယ်ချင်းတွေနဲ့အတူစူပါစခရင်ရုပ်ရှင်စကားအကြောင်းကိုပျော်ရွှင်စွာပြောနေခဲ့ဦးပါတယ်။ယူရှီနိုကတော့စူပါစခရင်ရုပ်ရှင်စကား9ကားလုံးအကြောင်းကိုတငယ်ချင်းတွေကိုတရားထက်သန်စွာပြောပြနေတော့မှာပဲ။သူ့ကိုအမြဲတမ်းအနိုင်ကျင့်တတ်တဲ့ကျောင်းသားတွေရောက်လာကြပြီးတော့ယူရှီနိုတို့ကိုခန်းထဲနေအတင်းအားထမှထွက်ခိုင်းလိုက်ပြီးတော့ရုပ်ရှင်အခွေတွေကိုလည်းခြေထောက်နဲ့ကန်ပြီးမထီမဲ့မြင်နေထားလိုက်တာကြောင့်မလို့တငယ်ချင်းတွေအကြောက်ရွံ့ပြီးထွက်သွားဖို့ပြင်လိုက်ပေမဲ့လေယူရှီနိုကတော့သူ့ရဲ့တန်ဖိုးထားရတဲ့ခြေထောက်အောက်ကအခွေတွေကိုပြန်ယူဖို့ရဲရဲဝံ့ကြိုးစားလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲယူရှီနိုတယောက်အဲ့ဒီလူမိုက်တွေရဲ့ခြေထောက်နဲ့ကန်ခံရပြီးဝိုင်းဝန်းရိုက်နှက်တာကိုခံခဲ့ရတဲ့အပြင်လက်ရှိအချိန်မှာတော့ယူရှီနိုတယောက်မာဟီတိုနဲ့စကားအတူပြောနေခဲ့ပြီးယူရှီနိုကကျိုင်းနေသက်တာချင်းရဲ့စန့်ကျင်ဘက်ကစိတ်ဝင်စားခြင်းပဲဖြစ်တယ်လို့တဒသနာဆန်ဆန်ပြောပြလိုက်ပေမဲ့မာဟီတိုကတော့အဲ့ဒါဟာအမုန်းတရားပဲဖြစ်တယ်လို့ပြန်လည်ချေပလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ယူရှီနိုကိုမြောက်ခန်းထဲကိုခေါ်သွားလိုက်ပြီးတော့ပုံစံပြောင်းထားတဲ့ကျင်းသားကောင်အကြီးကြီးကိုပြသလိုက်တဲ့အပြင်မာဟီတိုကတော့ဒီကောင်ကြီးကလူသားတွေအနေနဲ့ဘယ်လောက်ထိကြီးမားနိုင်တယ်လဲဆိုတဲ့သူ့ရဲ့ရဲစမ်းသက်ချက်ပဲဖြစ်တယ်လို့ပြောပြလိုက်ပြီးတော့ယူရှီနိုရဲ့လက်ထက်ဟာကတော့လူသားတွေရဲ့အသေးဆုံးစမ်းသက်ချက်ပဲဖြစ်တယ်လို့အေးဆက်ဆက်အပြုံးနဲ့ပြောပြနေခဲ့ပါတယ်ယူရှီနိုကဒီအလောင်းကောင်ကသာသူ့အမေသာဖြစ်နေခဲ့မယ်ဆိုရင်မာဟီတိုကိုတစ်သက်လုံးမုန်းနေမိမှာပဲလို့ပြောပြလိုက်ပြီးတော့သူတည်ထားတဲ့လူဘွားကြီးကအရန်ကိုကြီးတန်ရုပ်ဆိုးတယ်လို့မာဟီတိုကိုခါသီးစွာပြောပြနေခဲ့ပါတယ်အဲ့ဒါကြောင့်ပဲယူရှီနိုကအခြားသူတွေရဲ့သေဆုံးခြင်းပုံမှာဘလို့ခံစားချက်မှမရှိတော့ဘူးလို့လည်းနာကျင်စွာထပ်ပြောလိုက်တဲ့အပြင်မာဟီတိုကတော့လူသားတွေမှာနှလုံးသားဆိုတာတကယ်ရှိတယ်လို့မင်းထင်နေတာလားလို့ခပ်ပြောပြောနဲ့ပြန်မေးလိုက်တဲ့အပြင်ယူရှီနိုကလည်းလူသားတွေမှာနှလုံးသားမရှိဘူးလားလို့အံ့ဩစွာပြန်မေးလိုက်တဲ့အခါမှာတော့မာဟီတိုလည်းလူသားတွေမှာတကယ်တမ်းရှိတာနှလုံးသားမဟုတ်ပဲဝိညာဉ်သာရှိတယ်လို့ရှင်းပြနေခဲ့ပါတယ်မာဟီတိုကကဘာပေါ်မှာဝိညာဉ်တွေရဲ့တိစောက်ပုံကိုတေချာနားလည်တဲ့တဦးသေးသောသူဖြစ်ပြီးတော့မာဟီတိုတယောက်ဝိညာဉ်ကိုထိတွေ့လိုက်တာနဲ့ခန္ဓာကိုယ်ရဲ့ပုံစံကိုပါအလွယ်တကူပြောင်းလဲနိုင်တာရှိတာဖြစ်ပြီးခံစားချက်တွေဆိုတာကလည်းဝိညာဉ်ရဲ့ဖြစ်ပျက်မှုရဲ့ထုတ်ကုန်နေတာဖြစ်တယ်လို့ပြောပြလိုက်ပြီးတော့ဝိညာဉ်တွေဟာခန္ဓာကိုယ်နဲ့အတူတူပဲလို့မာဟီတိုကယူရှီနိုနားလည်အောင်ရှင်းပြနေခဲ့ပါတယ်အဲ့ဒါကြောင့်ပဲယူရှီနိုနဲ့မာဟီတိုတို့ရဲ့ဘဝတွေကအတိတ်ပဲမရှိတာရောတန်မိုးမရှိတာရောအကုန်လုံးအတူတူပဲဖြစ်တယ်လို့ပြောလိုက်ပြီးတော့ယူရှီနိုကြိုက်တာမှန်သမျှလှုပ်လို့ရတယ်လို့ဆိုကကိုဘွားကိုအများရဲ့ထင်မြင်ချက်တွေနဲ့ပိတ်လောက်မထားဖို့မာဟီတိုကမကောင်းဆိုးဝါးတယောက်လို့မြောက်ပင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်ဘိုက်ဆိုင်ရဲ့စားဖို့နဲ့တရားရောက်ကိုမုန်းနေဆိုရင်တော့တက်ပစ်လိုက်ဖို့ပြောလိုက်ပြီးတော့မာဟီတိုကယူရှီနိုရဲ့တည်ရှိမှုကိုအတိမတ်ပြုတယ်လို့ပြောဆိုခဲ့တဲ့အပြင်အီဂျီချီနဲ့ယူဂျီတို့ကလည်းယူရှီနိုရဲ့အနောက်ကိုတေချာနောက်အောင်ခံလိုက်နေကြတော့မှာပဲအီဂျီချီကအဆင့်၄ယောက်ကအဆင့်ရှိရဲ့ရင်ကောင်းပုံစံကျင်းစာကောင်လေးကိုအသုံးပြုဖို့စီခိုင်းလိုက်ပါတယ်အနားမှာဘယ်သူမှမရှိတဲ့အချိန်လေးမှာကျင်းစာကောင်ကိုလွတ်ပေးခိုင်းလိုက်ပြီးတော့ပထမဆုံးအချက်အနေနဲ့ယူရှီနိုအနေနဲ့သာတာမန်လူတယောက်ဖြစ်နေခဲ့ရင်ကျင်းစာကောင်ကိုလုံးဝမြင်ရမှာမဟုတ်တာကြောင့်ယူဂျီအနေနဲ့ချက်ချင်းဝင်ခဲ့ပေးလိုက်ဖို့အီဂျီချီကပြောလိုက်တဲ့အပြင်ဒုတိယအချက်ကတော့ယူရှီနိုတယောက်ကျင်းစာကောင်ကိုမြင်တွေ့နိုင်ပေမဲ့လည်းမတိုက်ခိုက်တတ်ဘူးဆိုရင်တော့အမြန်ဝင်ခဲ့ခိုင်းလိုက်ပြီးတော့တတိယချက်အနေနဲ့ယူရှီနိုတယောက်ကျင်းစာကောင်ကိုပြန်လဲတိုက်ခိုက်မယ်ဆိုရင်တော့သူ့ကိုချက်ချင်းဖမ်းဆီးခဲ့ဖို့အီဂျီချီရဲ့ယူဂျီကိုတေချာအသိသိချပြောပြနေခဲ့ပါတယ်စတုဒ္ဓအချက်ကတော့ယူရှီနိုစီမှာဂျူဂျစ်စုမော်စီယာစနစ်အထက်ရှိတဲ့အလားအလာရှိမှဆိုရင်တော့လုံးဝမတိုက်ခိုက်ပဲနောက်ဆုတ်လာခဲ့ပြီးတော့နာနာမီနဲ့အရင်သွားတွေ့ကြမယ်လို့ EG ကထပ်ပြောပြလိုက်ပါတယ်။ယူဂျီကတော့အစနစ် level လောက်ဆိုရင်တော့သူ့အနေနဲ့နိုင်လောက်ပါတယ်လို့ယုံကြည်မှုရှိစွာပြန်ပြောလိုက်တဲ့အခါ EG ကလည်းအစနစ်ဂျူဂျစ်စုမော်စီယာတွေအနေနဲ့အစနစ်ကျင်းသားကောင်ကိုအေးစိနိုင်တယ်ဆိုတာဂျူဂျစ်စုပညာရှင်တွေရဲ့စွမ်းအားအစနစ်တူကျင်းသားကောင်တွေထပ်ပို့ပြီးတော့တားတယ်ဆိုတဲ့သဘောရှိတယ်လို့ရှင်းပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ EG နဲ့ UG တို့လည်းကားပေါ်ကဆင်းလိုက်ကြပြီးတစ်ဖက်ကနာနာမီနဲ့မာဟီတိုတို့ကလည်းထက်တွေးဆုံနေကြတဲ့အပြင်မာဟီတိုကတော့အကယ်၍ကိုဂျိုသာရောက်လာခဲ့ရင်သူ့အနေနဲ့အတော်လေးဒုက္ခရောက်မှာလို့ပြောချင်တာပြောလိုက်ပြီးနာနာမီကတော့သူ့အချိန်ပိုလှုပ်ရတာလုံးဝမကြိုက်တာကြောင့်အများဆုံးအဆုံးသက်ကြအောင်လို့ခက်တီတီပဲပြန်ပြောနေခဲ့ပါတယ်နာနာမီလည်းမာဟီတိုစတင်တိုက်ခိုက်လိုက်ပြီးတော့သူ့ရဲ့7 radio 3ချိန်သာနီးပညာနဲ့ပဲမာဟီတိုရဲ့လက်ကိုပြဲထွက်သွားအောင်ခုတ်ပြတ်ပေးလိုက်တဲ့အပြင်မာဟီတိုကတော့နာနာမီရဲ့ချိန်သာနီးပညာအဲ့လိုမျိုးလှုပ်တာလားဆိုပြီးရေမောနေလို့နာနာမီလည်းပြောချင်မသိခင်ပြောဖို့အေးသက်သာပြန်ပြောလိုက်ပြီးနာနာမီကတော့မာဟီတိုဟာလူသားအိမ်နဲ့တာမန်လို့ဆက်သွယ်စကားပြောဆိုနိုင်တာကိုသတိထားမိသွားပြီးတော့ကိုချိုပြောခဲ့ဘူးတဲ့မှတ်ပုံမတင်ရသေးတဲ့အထူးအဆင့်ချိန်သာဝိညာဉ်နှစ်ကောင်အပြင်အခုနောက်ထပ်တစ်ကောင်ထပ်ပေါ်လာတာလားလို့တွေးနေမိခဲ့ပါတယ်မာဟီတိုကဝိညာဉ်နဲ့ခန္ဓာကိုယ်မှာဘယ်အရာရင်လာထင်လဲလို့မေးလိုက်ပြီးတော့ဝိညာဉ်ကပဲခန္ဓာကိုယ်စိုးမိုးထားရလားဒါမှမဟုတ်ခန္ဓာကိုယ်မှာပဲဝိညာဉ်ကကန့်နေရလားလို့ထပ်မေးလိုက်တဲ့အပြင်နာနာမီလည်းတာမန်တွေးခေါ်အတိုင်းဝိညာဉ်အရင်လာရလို့ပြန်ဖြေလိုက်တဲ့အခါမာဟီတိုလည်းဒါကလုံးဝမားတယ်လို့ရေမောပြီးပြန်ပြောလိုက်ပြီးခန္ဓာကိုယ်ရဲ့ပုံစံအပြောင်းလဲရဝိညာဉ်ရဲ့ပုံစံဟာလည်းလိုက်လံအကျိုးသက်ရောက်စေတယ်လို့ရှင်းပြနေတော့မှာပဲအခုနကပြက်သွားတဲ့မာဟီတိုရဲ့လက်ကလည်းပုံမှန်အတိုင်းချက်ချင်းပြန်ဆက်သွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့မာဟီတိုလည်းသူ့ရဲ့ချိန်သာနေပညာဟာဝိညာဉ်ကိုဓာတ်ရိုက်ထိတွေ့ပြီးပုံစံပြောင်းလဲပြစ်တာဖြစ်တယ်လို့ဆိုကလက်ထဲကကျင်းစာဝိညာဉ်ကိုထုတ်ပြီးအစွမ်းပြလိုက်တဲ့အပြင်ကျင်းစာဝိညာဉ်နေအနေနဲ့လူပုံစံကနေကျင်းစာပုံစံကိုအတင်းအားထက်မှပြောင်းခံလိုက်ရတဲ့အခါခန္ဓာကိုယ်ကဓာတ်မခံနိုင်ပဲသေသွားတတ်ကြရဲ့လို့မာဟီတိုကရှင်းပြလိုက်ကဂျူဂျစ်စုပညာရှင်တွေရောခန္ဓာရည်ရှိပါမလားလို့လှောင်ပြောင်ပြီးလှမ်းမိလိုက်ပါတယ်နာနာမီတယောက်ကတော့သူ့ရဲ့နိုင်ကိုကြည့်လိုက်ပြီး9နာရီခွဲနေပြီလို့အလှုပ်ဆင်းချိန်6နာရီမထိုးခင်အပြီးသက်ပေးမယ်လို့မန်နေဂျာဆန်ဆန်ပြန်ပြောလိုက်တဲ့အပြင်
တစ်ဖက်ကယူရှီနိုတယောက်ကတော့ကျောင်းဝင်းထဲကိုပြန်ရောက်လာခဲ့ပြီးသူ့ရဲ့ဆရာဖြစ်သူဆရာဆွတ်ထိုမူရာနဲ့အမှတ်မတင်တွေ့ဆုံနေခဲ့ကြပါတယ်ဆရာဆွတ်ထိုမူရာကတော့အနိုင်ကျင့်တဲ့ဆာယာမာနီရှီမူရာနဲ့ဟွန်ဒါတို့တည်သွားတဲ့အကြောင်းသတင်းကြားပြီးလားလို့မေးလိုက်ပြီးတော့ယူရှီနိုဟာကျောင်းမှာတငယ်ချင်းမရှိတာကြောင့်မလို့အဲ့ဒီ၃ယောက်ကတော့မင်းဘောကောင်းရှာတယ်မလားလို့ဆရာကဘာမှမသိပဲထပ်မေးလိုက်တဲ့အခါယူရှီနိုလည်းသူရက်သက်သက်အနိုင်ကျင့်ခံခဲ့ရတဲ့အချိန်ကိုပြန်လည်ညင်အောင်လာခဲ့ပါတယ်ထပ်ပြီးတော့ဆရာဆွတ်ထိုမူရာကအဲ့ဒီကျောင်းသားတွေရဲ့အာသူဘကိုသူနဲ့အတူလိုက်သွားကြမယ်လို့ပြောနေတဲ့အခါယူရှီနိုရဲ့ရင်ထဲမှာအမုန်းတရားတွေပေါက်ကွဲလာပြီးတော့မာဟီတိုပြောခဲ့တယ်မုန်းရင်တက်ပစ်လိုက်ဆိုတဲ့စကားတွေကိုလည်းပြန်လည်ကြားအောင်လာနေခဲ့ပြီပဲဖြစ်ပါတယ်ယူရှီနိုလည်းသူ့ရဲ့ကျင်းစာဆောင်အားကိုအသုံးပြုပြီးဆရာကိုတိုက်ခိုက်ဖို့လှော်လိုက်တဲ့အချိန်လေးမှာပဲယူဂျီတီကအပေါ်ကနေရုတ်တရက်ပေါ်လာခဲ့တဲ့အပြင်အခုကအီဂျီချီလူရှင်းမီအထင်နဲ့စမ်းတက်ဖို့အစင်လေးချိန်သာကောင်ကိုလွတ်လိုက်တာကြောင့်မလို့ယူဂျီတီကအလောတကြီးနဲ့ခုံဖမ်းလိုက်ရတာပဲဖြစ်ပါတယ်ယူရှီနိုတယောက်ကျင်းစာကောင်ကိုရှင်းလဲလဲမြင်လိုက်ရတာကြောင့်ပဲယူဂျီကသူနဲ့အတူလိုက်ခဲ့ဖို့ချက်ချင်းပြောလိုက်ပြီးတော့အဲ့ဒီအချိန်မှာဆရာဆွတ်ထိုမူရာကဝင်တားလာပြီးဘယ်ကျောင်းကကလေးလဲလို့အော်ဟစ်မေးလိုက်တဲ့အခါမှာတော့ယူဂျီလည်းဆရာဆွတ်ထိုမူရာရဲ့ဘောင်းမီကိုရုတ်တရက်ဆွဲချွတ်လိုက်ပြီးတာခွက်ပြောင်ကထွက်ပြေးသွားခဲ့ပါတယ်ဆရာဆွတ်ထိုမူရာလည်းရှက်ရှက်နဲ့နောက်ကနေပြေးလိုက်သွားတဲ့အခါမှာတော့ယူဂျီတယောက်ယူရှီနိုရဲ့အနောက်ကနေပြန်ပေါ်လာခဲ့ပြီးရက်ွက်တစ်ပတ်ပြေးပြီးပြီမလို့ငါတို့အေးသေးသေးသွားကြအောင်လို့ပြောရွှင်ပြောလိုက်ပြီးတော့တစ်ဖက်ကနာနာမီတို့တိုက်ပွဲရလဲအတော်လေးပြင်းထန်လာခဲ့ပြီးတော့မာဟီတိုရဲ့ရက်ဆက်လာရဲ့တိုက်ကွက်တွေကိုနာနာမီတယောက်အေးသေးသေးကာနာနေတာကြောင့်ပဲမာဟီတိုလည်းပိုသဘောကျလာပြီးပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်နာနာမီရဲ့ခြေထောက်အောက်ကနေကျွန်တော်ကိုကယ်ပေးပါဆိုရဲအော်ဟစ်တန်တက်တက်လေးကိုကြားလိုက်တဲ့အခါမှာတော့သူခုနကနေရက်နေတာဟာတာမန်မြေကြီးမဟုတ်ဘဲနဲ့ပုံပြောင်းခံထားရတဲ့လူသားပေါ်မှာရက်နေမိခဲ့တယ်ဆိုတာကိုလည်းတုံလုံးစွာသိလိုက်ရတဲ့အပြင်ပုံပြောင်းခံထားရတဲ့လူသားတွေဟာဘလို့မှကယ်တင်လို့မရနိုင်တဲ့ကြောင့်မလို့တွေ့ရတဲ့တက်ပြစ်လိုက်တာဟာအဲ့ဒီပုံပြောင်းခံထားရတဲ့လူသားတွေအတွက်ဝေနာကနေလွန်မြောက်စေမယ်အကောင်းဆုံးနည်းလမ်းပဲဆိုတဲ့ EA ရဲ့စကားတွေကိုလည်းနာနာမီတယောက်ပြန်ကြားအောင်လာနေခဲ့ပြီပဲဖြစ်ပါတယ်မာရီတိုကတော့ကျင်းစာဝိညာဉ်တွေကပုံပြတ်သွားရင်တောင်မှချက်ချင်းမသေးသေးဘူးလို့ဂုံစွာပြောလိုက်ပြီးတခါတလေအဲ့ဒီကျင်းစာဝိညာဉ်တွေရဲ့ချွေးတွေကမျက်လုံးသားကနေမျက်ရည်လိုမျိုးစိမ့်ထွက်လာတတ်တယ်လို့ရက်ဆက်စွာပြောနေခဲ့တဲ့အပြင်နာနာမီရဲ့ကျမ်းမြင့်ပေါ်ကကျင်းစာကောင်းရဲ့မျက်ရည်တို့ဂယုတစ်စိုက်တုပ်ပေးလိုက်ပြီးတော့သူဟာအသင့်တစ်ဂျူဂျူစုပညာရှင်ဖြစ်တယ်လို့ခန်းညားစွာပြောလိုက်တဲ့အခါမာရီတိုလည်းရန်သဘောကျသွားပြီးသူ့ရဲ့စမ်းသပ်မှုကိုအခုချက်ချင်းစားလုံးမယ်လို့ပြောနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျုတ်တရဲ့နာနာမီရဲ့ဘိုက်ကိုအမြန်နှုံးနဲ့ဝင်ထိလိုက်ပြီးတော့မာရီတိုဟာသူ့ရဲ့ဝိညာဉ်ကိုလည်းသူကိုယ်တိုင်အချိန်မီပုံပြောင်းပြနိုင်တယ်လို့ပြောလိုက်တဲ့အပြင်ဂျူစုပညာရှင်တွေကခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက်ကျင်းစာဆွမ်းအားတွေကိုသုံးကြပေမဲ့သူတို့ရဲ့ဝိညာဉ်တွေကိုကာကွယ်ဖို့အတွက်တော့မကြိုးစားကြဘူးလို့မာရီတိုကလောင်ပြောင်ပြောနေခဲ့ပါတယ်ဒါပေမဲ့လည်းဝိညာဉ်ကိုကာကွယ်နိုင်ဖို့အတွက်စိတ်ဝိညာဉ်ကိုယ်တိုင်အသိရှိနေဖို့လိုအပ်တာဖြစ်ပြီးတော့နာနာမီအနေနဲ့ကတော့သူကိုယ်တိုင်တော့တတိမတိုင်းပဲစိတ်ဝိညာဉ်ကိုကျင်းစာဆွမ်းအားဟိတ်နဲ့အလိုလျောက်ကာကွယ်ထားသလိုဖြစ်နေတာပဲလို့ဆိုကမာရီတိုကနာနာမီကိုအံ့ဩစွာပြောနေခဲ့ပြီးဒါပေမဲ့လည်းနာနာမီရဲ့စိတ်ဝိညာဉ်ကိုမာရီတိုအနေနဲ့နောက်ထပ်နည်းနည်းလောက်သာထပ်ပြီးတိုက်ခိုက်လိုက်မယ်ဆိုရင်တော့နာနာမီအနေနဲ့လူသားတစ်ယောက်ပြည့်ဆက်ပြီးရှိနေတော့မှမဟုတ်ဘူးလို့လည်းချင်းချောက်ပြောဆိုလိုက်ပါတယ်နာနာမီလည်းဒေါသထွက်ထွက်နဲ့မာရီတိုဝင်တိုက်ခိုက်လိုက်ပြီးတော့မာရီတိုကတော့ဂျေဆုစင်တဲ့ပညာရှင်ဆိုတာဒီလောက်လေးပဲလားလို့မခံကြအောင်ပြောနေခဲ့တဲ့အပြင်အဲ့ဒီအချိန်မှာနာနာမီကသူ့ရဲ့နိုင်ကိုချက်ကြည့်လိုက်ပြီးတော့အလုံသိန်းချိန်6နာရီတိတိကိုကြော်လွန်သွားခဲ့ပြီဖြစ်တာကြောင့်မလို့အခုကစားပြီးအချိန်ပိုစာဆင်းပြီလို့လေးနဲ့စာပြောလိုက်ပြီးအဲ့ဒီနောက်မှာတော့နာနာမီကသူ့ရဲ့လက်ဘင်းရဲ့နဂတိုင်ကိုချုပ်ပြီးလက်မှာရစ်ပတ်ချင်အောင်လိုက်တဲ့အခါနာနာမီရဲ့ကိုယ်တွင်းကဖိနှိပ်ထားတဲ့ကျင်းစာဆောင်အားတွေကလည်းအစားမတန်မြင့်တက်ပေါက်ကွဲလာပြီးဖြစ်ပါတယ်